ကြော်ညာတစ်ခုမှာ sales တို့ discount တို့ cheap တို့ဆိုတဲ့စကားလုံးတွေကိုထက်ခတ်တယ်လဲသုံးနေတော့ပဲလားအမှန်တော့အဲ့ဒီစကားလုံးတွေကမိတ်ဆွေရဲ့ brand ကိုဈေးပေါ်သွားစေပြီးလူတွေရဲ့စိတ်ဝင်စားမှုကိုကြော်နဲ့သွားစေနိုင်ပါတယ်ဒီနေ့မှာတော့မိတ်ဆွေရဲ့ ADS တွေကိုပို့ပြီးတော့ premium ဆန်သွားစေမဲ့စကားလုံးတွေအစားထိုးနည်းတွေကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်မင်္ဂလာခင်ဗျာကျွန်တော်ကရာဂျူပါ Pixel Pioneer Studio ကနေ graphic design branding and digital marketing service ဝန်ဆောင်မှုတွေပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ ADS design တစ်ခုဆွဲတော့မှဆိုရင် design လှဖို့တင်မဟုတ်ပဲ copywriting လို့ခေါ်တဲ့စာသားအသုံးနှုန်းတွေကိုလည်းအရင်အရေးကြီးပါတယ် visual ကလူတွေရဲ့မျက်လုံးကိုဖန်ဆားစေရဆိုရင် word တွေကလူတွေရဲ့ပတ်စံအိတ်ကိုဖွင့်စေတာပါဒီနေ့မှာတော့ရုပ်ဤနေတဲ့စကားလုံးတွေအစားဘယ်လို smart choice တွေသုံးမလဲဆိုတာကြည့်လိုက်အောင်ပထမဆုံးအနေနဲ့ sales ဆိုတဲ့စကားလုံးပါလူတိုင်းသုံးနေကြတာပဲဒါပေမဲ့မိတ်ဆွေ brand ကနည်းလေးပို့ပြီးတော့ emotional ဖြစ်စေချင်တယ်ဆိုရင် summer sales winter sales drinjo sales diwali sales တကြံ sales အဲ့လိုမျိုးပေါ့နော်ယာတီအလိုက် sales တွေကိုသုံးကြည့်ပါနောက်တစ်ခုကတော့ cheap ပါဒီစကားလုံးကမိတ်ဆွေ product ကိုအည်သွေးညံ့တယ်လို့ခံစားစေပါတယ်အဲ့ဒီအစား budget friendly ဒါမှမဟုတ် smart choice လို့သုံးရင်လူတွေကပိုပြီးလက်ခံရင်ကြပါတယ်ကျွန်တော်တို့ Pixel Pioneer Studio မှာ digital marketing service ပေးတဲ့အခါ client တွေရဲ့ ADS copy မှာ cheap price လို့ဘယ်တော့မှမရေးပါဘူးအဲ့ဒီအစားaffordable premium quality လို့သုံးပါတယ်ဒါကလူတွေကိုဈေးသက်သာတယ်လို့ခံစားရစေတယ်လို့အဆင့်တန်းလည်းရှိစေပါတယ်ဒုတိယတစ်ချက်ကတော့ call to action CTA ပါ buy now ဆိုတာအခုခေတ်မှာအရင်ယူသွားပါပြီလူတွေကိုအတင်းဝယ်ခိုင်းနေတယ်လို့ဖြစ်နေပါတယ်အဲ့ဒီအစား claim your today သင်အခွင့်အရေးကိုအခုပဲယူလိုက်ပါဒါမှမဟုတ် add to your collection လို့သုံးရင်လူတွေကပိုပြီး soft ဖြစ်တယ်လို့ခံစားစေပါတယ် last chance လို့ပြောမယ့်အစား rapid before it's done လို့ပြောရင်ပိုပြီးတော့ FOMO fear of missing out ခံစားချက်ကိုပေးနိုင်ပါတယ် branding ဘိုင်းမှာဆိုရင် limited quality လို့ရိုးပြောမယ့်အစားexclusive pick လို့သုံးရင်တင်းရဲ့ brand ကပို့ပြီးတော့ high end ဆန်သွားပါတယ်ကျွန်တော်တို့ graphic design ဆွဲတဲ့အခါအဲ့ဒီစာသားလေးကိုနေရာမှန်မှန်ပေါ်လွင်အောင်ထည့်ပေးရပါတယ်ကုန်ပစ္စည်းအသစ်ဆိုရင် new arrival လို့သုံးနေတော့မယ်လား fresh drop ဒါမှမဟုတ် just in လို့သုံးရင်ပိုပြီး trending ဖြစ်ပါတယ်။ကျောင်းမှာအကောင်းဆုံး PC ဆိုရင်လည်း best seller စာ customer favorite လို့သုံးကြည့်ပါ။ဒါက social proof ကိုပိုပြီးတော့ခိုင်မာစေပါတယ်။ကျွန်တော်တို့ client တွေအတွက် branding social media content တွေဖန်တီးတဲ့အခါစကလုံးတစ်လုံးချင်းစီရဲ့စိတ်ပညာ psychology ကိုစဉ်းစားရပါတယ်။ဥပမာအနေနဲ့ pick လို့ပြောမယ့်အစား include with the order လို့ပြောလိုက်ရင်လူတွေကအလကားရတာထက်သူတို့ဝယ်တာပိုတန်သွားတယ်လို့ခံစားရစေပါတယ်။အနည်းချုပ်ရရင်တော့စကလုံးအပြောင်းလဲတွေကမိတ်ဆွေရဲ့ ADS ရဲ့ conversation rate ကိုတိတိတတ်တာတိုးတက်စေနိုင်ပါတယ်။ design ကကောင်းပြီးစကလုံးတွေက smart ဖြစ်နေမိတ်ဆွေရဲ့ brand ကဈေးကွက်ထက်မှာပြိုင်ဘက်တွေထက်အများတန်းတာနေမှာပါမိတ်ဆွေကရောမိတ်ဆွေလုပ်ငန်းအတွက်ဒီလိုမျိုး strategy ဖြစ်တဲ့ graphic design branding and digital marketing ဝန်ဆောင်မှုတွေကိုလိုအပ်နေပြီလားဒါဆိုရင်ကျွန်တော်တို့ Pixel Pioneer Studio ကိုအခုပဲဆက်ပြလိုက်ပါကျွန်တော်တို့ကမိတ်ဆွေ brand ကိုစကလုံးလှလှလေး design လှလှလေးနဲ့အောင်မြင်အောင်ကူညီပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like share and subscribe လုပ်ဖို့မမေ့နဲ့အောင်အောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ